ယခုပတ်ရဲ့အစုရှယ်ယာရောင်းချမှုအရေးအတွက်ဟာရခင်အပတ်ထက်ရှယ်ယာရောင်းဝယ်ဖြစ်မှုထက်လျော့နည်းခဲ့ပါတယ်။ယခုပတ်ရဲ့အစုရှယ်ယာရောင်းချမှုအခြေအနေက FMI First Myanmar Investment Company Limited ကအစုရှယ်ယာပေါင်း69,000ကျော်အရောင်းဝယ်ဖြစ်ခဲ့ပြီး MDSH မြန်မာတီလဝါအစည်းဇက် Holding Public Limited ကအစုရှယ်ယာ25,000ကျော်နဲ့ MCB မြန်မာ Citizen Bank Limited ကအစုရှယ်ယာ1,300ကျော်နဲ့ FPB First Private Bank Limited ကအစုရှယ်ယာ3,000ကျော်အရောင်းဝယ်ဖြစ်ခဲ့ပါတယ်။ယခင်အပတ်မှာတော့ FMI Company Limited ကအစုရှယ်ယာတွေဟာယခုအပတ်မှာရောင်းအားရှယ်ယာ60စုလျော့နည်းခဲ့ပြီး MDSH Limited ကတော့ယခုအပတ်မှာအစုရှယ်ယာ3,500ကျော်နဲ့ MCB Limited ကအစုရှယ်ယာ650ကျော်နဲ့ FPB Limited ကအစုရှယ်ယာ290ကျော်အသီးသီးရောကြခဲ့ပါတယ်။ရှယ်ယာဈေးနှုန်းတွေအနေနဲ့ယခုအပတ်မှာကျပ်ငွေတန်းပေါင်း301မီလီယံအယောင်းဝယ်ဖြစ်ခဲ့ပြီးယခင်ဘက်ကကျပ်ငွေတန်းပေါင်း280မီလီယံသာအယောင်းဝယ်ဖြစ်ခဲ့ရတာကိုတွေ့ရပါတယ်။ယခုအပတ်ရဲ့28ရက်နေ့တောက်ကြနေ့ရဲ့ဈေးကွက်အခြေအနေကိုကြည့်ရင်17နာရီမှာ FMI Company Limited ကမူလအစုရှယ်ယာတန်ဖိုးအောက်900ကျပ် MDSH Limited ကမူလအစုရှယ်ယာတန်ဖိုးအောက်90ကျပ်နဲ့ MCB Limited ကတော့မူလအစုရှယ်ယာတန်ဖိုးအောက်200ကျပ်နဲ့ FPB Limited ကမူလအစုရှယ်ယာတန်ဖိုးအောက်900ကျပ်အသီးသီးရောကြခဲ့တာလည်းဖြစ်ပါတယ်။17နာရီဈေးကွက်မှာအစုရှယ်ယာပေါင်း1825စုကျပ်ငွေတန်းပေါင်း17မီလီယံအယောင်းဝယ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။တနာရီဈေးကွက်မှာတော့ FMI Company Limited ရဲ့အစုရှယ်ယာဈေးကွက်ကတော့မူလကျဆင်းနေတဲ့တန်ဖိုးတိုင်းဈေးကျနေခဲ့ပြီး MDSH Limited ရဲ့အစုရှယ်ယာဈေးနှုန်းကတော့မူလအစုရှယ်ယာတန်ဖိုးထက်50ကျပ်ခန့်ပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ MCB Limited ရဲ့အစုရှယ်ယာတန်ဖိုးကမူလဈေးနှုန်းအတိုင်းကျဆင်းနေခဲ့ပြီး FPB Limited ကတော့မူလတန်ဖိုးအတိုင်းအယောင်းဝယ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။